မင်္ဂလာပါပရိသတ်ကြီးများရှင်ဒီနေ့မှာတော့မြန်မာပရိသတ်တွေရဲ့ရန်ထိတ်မှာချစ်စနိုးနဲ့အမွေစိန်လို့ခေါ်ဆိုကြပြီးပွန်လန်ယူသားတဲ့ဟန်ဘတ်နဲ့ချစ်စရာကောင်းတဲ့အပြုံးတွေကြောင့်လူကြိုက်များလာတဲ့တရုတ်ဆောင်အိမ်မြတ်တူရဲ့အနုပညာကီလန်နဲ့သူမရဲ့ပရိသတ်ပေါ်ထားရှိတဲ့မြတ်တာတရားတွေအကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အိမ်မြတ်တူဟာအနုပညာလောကထဲကိုစတဲ့ဝင်ရောက်လာစဉ်ကလေးကသူမရဲ့ပိုင်နိုင်လာတဲ့တရုတ်ဆောင်ချက်တွေနဲ့ပရိသတ်တွေရဲ့တတိထားမှုကိုချက်ချင်းရရှိခဲ့သူဖြစ်ပါတယ်စရုပ်တိုင်းမှာဇီဝအောင်တရုတ်ဆောင်နိုင်ပြီးစိတ်ခံစားချက်တွေကိုအမှန်ကန်ဆုံးပုံဖော်နိုင်တာကြောင့်အနုပညာလောကမှာအချိန်တိုအတွင်းမှာပဲနေရာတနေရာကိုအခိုင်ခိုင်မာမာရယူနိုင်ခဲ့သူပါမိန်မချော်လေးတရားအဖြစ်တာမန်ရိတ်ကူမှုမျိုးမကပဲခက်ခဲနေတဲ့စိတ်ခံစားချက်ပါတဲ့စရုပ်တွေကိုပါပရိသတ်တွေရန်တက်ထီအောင်တရုတ်ဆောင်နိုင်ခဲ့တာဟာသူမရဲ့ထူးခြားတဲ့ပါရမီနဲ့ကြိုးစားမှုကြောင့်ပဲဖြစ်ပါတယ်တရုတ်ဆောင်ပိုင်းမှာတမကပဲအိမ်မြတ်တူရဲ့ခံပွမ်းရိုးသားတဲ့စရိုက်နဲ့တဘာဝကျတဲ့ဟန်ပန်တွေကလည်းပရိသတ်တွေကိုပုံမဆွေးဆောင်နိုင်ခဲ့ပါတယ်။အင်တာဗျူးတွေမှာစကားပြောပုံပွန်လန်ပြီးချစ်စရာကောင်းတာကြောင့်အနုပညာအတိုင်းဝန်းနဲ့ပရိသတ်တွေကြားမှာအမြဲတမ်းချစ်ခံမျက်နှာချင်းကိုခံရသူတစ်ယောက်ဖြစ်ပါတယ်။တအပြင်အိမ်မြတ်တူဟာပါရဟိတလုပ်ငန်းတွေနဲ့လူမှုရေးလုပ်ငန်းတွေမှာလည်းစေတနာပါပါနဲ့ပါဝင်ကူညီလေးရှိသူဖြစ်ပါတယ်။လိုအပ်နေတဲ့နေရာတွေကိုတန်နိုင်သမျှကူညီထောက်ပံ့ပေးလေးရှိပြီးပရိသတ်တွေအပေါ်မှာလည်းဖော်ရစွာဆက်ဆံတတ်တာကြောင့်လူချစ်လူခံပေါ်များလာတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။လူမှုကွန်ရက်စာမျက်နှာတွေမှာအနုပညာရှင်တွေနဲ့ပတ်သက်ပြီးတဲ့အမှားတွေနဲ့ကောလာဟာလာတွေမကြာခဏထပ်ပေါ်လေးရှိသလိုအိမ်မြတ်သူနဲ့ပတ်သက်လို့လည်းမဟုတ်မမှန်တတန်တချို့ပြည့်နှက်ခဲ့ပူပါတယ်။သို့တော်လည်းသူမဟာလက်ရှိအချိန်ထိအနုပညာအလုပ်တွေကိုစ조사အားထုတ်ရန်ပရိသတ်တွေရဲ့ချစ်ခံမှုကိုအပြည့်အဝရရှိနေစေဖြစ်ပါတယ်။သူမရဲ့အနုပညာတတန်တလျှောက်မှာရုပ်ရှင်စကားကြီးတွေဗီဒီယိုစကားတွေနဲ့ကြော်ညာများစွာကိုရိုက်ကူးခဲ့ပြီးကာရိုက်တာမျိုးစုံကိုအကောင်းဆုံးဖန်တီးပြခဲ့ပါတယ်။အနုပညာကိုမျက်နှာတန်ဖိုးထားပြီးမိမိရဲ့အလုပ်ပေါ်မှာလေးစားမှုအပြည့်နဲ့စ조사နေတဲ့အိမ်မြတ်တူရဲ့အနုပညာခီလန်းဟာရှက်ဆက်ပြီးတော့လဲပရိသတ်တွေအတွက်အမှတ်တရကောင်းများစွာကိုဖန်တီးပေးနေအောင်မှသိချပါတယ်။ပရိသတ်ကြီးအနေနဲ့လည်းတရုတ်ဆောင်အိမ်မြတ်တူရဲ့အနုပညာလှူရှာမှုတွေကိုဆက်လက်အားပေးသွားကြဖို့တိုက်တွန်းရန်ဒီနေ့တင်ဆက်မှုကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်။ကျေးဇူးပေးခဲ့ကြတဲ့ပရိသတ်ဦးချမ်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။